အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်2D ကိုနိုင် channel ရပြီး lucky day ပေါ့နော်26 3လပိုင်း2025 12နိုင်တမင်းနဲ့ပေါ့နော်ဗုဒ္ဓဝင်းနေ့အတွက်နော်ပတ်တိကတော့4ကိုဗျာနော်4ကိုကြိုက်တာကြီးသုံးပေါ့အခွေကတော့4ခွန်6ရှိမယ်မင်းက2 4ကို3 3ရန်ခွက်ကတော့4ခွန်4 6ခွန်6ပေါ့နော်ကျွန်တော်ကြိုက်ဆုံးကွက်ကတော့ခွန်6ပေါ့ခုညနေ3 6ပေါ့မိတ်ဆွေတို့ရလားမသိဘူးတင်းလာနေညနေက3 6ထွက်တာဟုတ်လားတင်းလာနေညနေက6 3ထွက်တာပေါ့နော်6 3ထွက်တာဆိုတော့6 3ထွက်ပြီးတိုင်း2တီမူဖော်မြူလာရ3ထိပ်ပြန်လာတတ်တယ်3 3 3 5 3 6ပေါ့နော်3ကွက်ပေးထားတယ်ခုညနေတော့3 6ထွက်သွားတယ်ကျွန်တော်မိတ်ဆွေရတာတော့မသိဘူးsubscribe တော့နှိပ်ပေးတာဗျာနော် subscribe 50ပြင်ကျွန်တော် live လွှင့်ပေးမယ်နေ့တိုက်ပေါ့နော်နေ့တိုက်ဒါမှဇာတိုးမွေးကွက်တွေလည်းတင်ပေးမယ်နော်ဇာတိုးမွေးကွက်လည်းဒီဘက်တည်းပြင်မယ်မနေ့ပြင်တော့ယူသုံးလို့ရအောင်subscribe တော့နှိပ်ပေးထားကြဗျာနော်တင်ပေးထားတယ်လေးပရိတ်လာပြီးနှစ်ပရိတ်ဒီလည်းရေးပေးထားတယ်နော်မနေ့ကခွန်ငါထောက်ရတယ်နှစ်ပရိတ်ပေါ့နော်ကျွန်တော်တင်ထားပါတယ်ဗျအကောက်ထဲဝင်ကြည့်ပါကံကောင်းကြပါစေဗျာနော်မနေ့ပြင်တော့ကကျွန်တော်ကြိုက်ဆုံးကတော့ခွန်6ပေါ့နော်ခွန်6ကြိုက်ဆုံးမိတ်ဆွေတို့ YouTube မှာ subscribe တော့နှိပ်ပေးသွားကြ 3D လေးတင်ပေးမယ်နော်အားလုံးကံကောင်းကြပါစေဗျာနော်ကျမ်းမချမ်းသာပြီးလူစံတော့လုံးဝလည်းပြည့်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ် subscribe လေးနှိပ်